February 19 ရက်နေ့မှာခွဲစိတ်ဖို့သေကြပြီလို့ nurse တယောက်ကလာပြောတယ်နှလုံးသွေးကြောပိတ်တာကိုဖြတ်စစ်ဖို့ညာဘက်ပေါင်နဲ့ခြေသလုံးကသွေးကြောတွေကိုခွဲစိတ်ပြီးထုတ်ယူမယ်တဲ့19 ရက်နေ့မနေ့သူတို့ပေးတဲ့ဆက်ပြရည်နဲ့ရေချိုးရတယ်10 နာရီခွဲမှာခွဲစိတ်ခံနေခေါ်သွားတယ်ခွဲစိတ်တာ9 နာရီလောက်ကြာတယ်တဲ့ခွဲစိတ်ခံထွက်လာတော့ဦးစင်းမျက်နှာတစ်ခုလုံးနှာခေါင်းပါးစပ်လေပင်တွေမှာပိုက်တွေကြီးပဲ National Capital Private C1 ICU Room 5ကိုခေါ်သွားတယ်18 ရက်နေ့မှာနှလုံးခွဲတဲ့ဆရာဝန်ကြီးဒေါက်တာဂလန်မက်ကီရောက်လာတယ်ခွဲစိတ်တာဟာနဲ့ပတ်သက်ပြီးအကုန်ကောင်းပါတယ်တဲ့ခွဲစိတ်တာအဆင်ပြေပေမဲ့ဦးစင်းရဲ့အဆုတ်အခြေအနေကတော်တော်ဆိုးရွားတဲ့အနေအထားဖြစ်နေတယ်လို့မိသားစုလာပြောတယ်ဦးစင်းကိုခွဲစိတ်ရင်နှလုံးသွေးကြောကနေတစ်ဆင့်အုံနောက်မှာရှိတဲ့သွေးကြောကိုထိခိုက်သွားလို့ဘယ်ဘက်တစ်ချင်လှုပ်လို့မရတဲ့အနေအထားဖြစ်သွားမယ်တဲ့လီဖြတ်သွားတယ်ပေါ့ပုံမှန်တိုင်းပြန်ကောင်းဖို့မသေးကြတော့ဘူးတဲ့တစ်သက်လုံးပြန်မကောင်းတော့တဲ့အထီလည်းဖြစ်သွားနိုင်တယ်တဲ့ဦးစင်းရဲ့အဆုတ်ကလည်းစကားပေါက်ဖြစ်နေတယ်တဲ့အဆုတ်က90 ရာခိုင်နှုန်းပဲအလုပ်လုပ်တော့တယ်တဲ့နောက်ဆုံးထွက်တဲ့အထိအောက်ဆီဂျင်အထောက်အကူနဲ့ဝီလ်ချာအသုံးပြုပြီးအသက်ရှင်မှာတော့တဲ့ဆေးလေးအတော့များတဲ့သူဆိုရင်အဆုတ်နှစ်ချမ်းလုံးမှာစကားပေါက်တွေဖြစ်ကုန်တဲ့အထိအန္တရာယ်ရှိတယ်ဆိုတာစေရနာနဲ့အသိပေးပါရစေတတ်ထားတဲ့ breathing tube ကိုဖြုတ်လိုက်ရင်သူဟာသူအသက်ရှူနိုင်ဖို့ဆိုတာလည်းမသိကြဘူးတဲ့ဒါဟာလွန်ခဲ့တဲ့နှစ်30လောက်ကစိတ်လိတ်တရလွန်တောက်ခဲ့တဲ့စိုးကျိုးပဲတဲ့ဆရာဝန်ကြီးရဲ့မှတ်ချက်ချတာဟာမိသားစုအားလုံးအတွက်သွေးပြက်ကုန်တဲ့အထိနာကျင်ဒုက္ခနောက်ဆက်တွဲသတင်းဆိုပဲအသက်ရှူတဲ့ကျုပ်ကိုထည့်ထားမယ်ဆိုရင်လေနှလုံးအတွက်မကောင်းဘူးတဲ့ကျုပ်ကိုဖြုတ်လိုက်လို့အသက်ရှူတာအဆင်မပြေတက်တာအောင်လုပ်ပေးပြီးဦးစင်းကိုဖြည်းဖြည်းချင်းပေးသေးရလိမ့်မယ်တဲ့ဦးစင်းရဲ့အနေထားအသက်ရှည်ရေးအတွက်ဦးစင်းကံပေါ်မှာပဲတည်တယ်တဲ့ဆရာဝန်တွေကဦးစင်းအခြေအနေကို19 ရက်နေ့ထိစောင့်ကြည့်ပြီးဘာလုပ်ရမယ်ဆိုတာကိုဆုံးဖြတ်မယ်တဲ့ပိုက်တွေတော့မဖြုတ်မိစေနဲ့တဲ့ပိုက်တွေပြုတ်သွားရင်သေမှာပဲတဲ့ခန္ဓာကိုယ်ရှိလို့အိုခြင်းနာခြင်းတွေသူ့သဘောနဲ့သူဖြစ်လာသလိုသေခြင်းသဘောဟာလည်းသူ့သဘောနဲ့သူဖြစ်ခြင်းဖြစ်သွားလိမ့်မယ်လို့သဘောထားလိုက်တယ်ဆရာဝန်ကြီးပြောနေတဲ့အတန်တွေကိုပြောင်းရွှေ့လိလူရှုလိုက်တယ်သေခြင်းသဘောကိုအချိန်ပေါင်းများစွာနှလုံးသွင်းပြီးခန္ဓာကိုယ်အတွင်းပျက်စီးနေတဲ့အင်္ဂါအစိတ်ပိုင်းတွေကိုစောင့်ကြည့်လိုက်တဲ့အလုပ်ကိုလုပ်လိုက်တဲ့အချိန်မှာစိတ်တွေငြိမ်သက်သွားတယ်သေခြင်းသဘောရောက်လာရင်လည်းခန္ဓာကိုယ်တစ်ခုလုံးရဲ့အင်္ဂါအစိတ်ပိုင်းတွေအားလုံးကိုလိုသလိုအသုံးပြုပါလို့လူပြီးသား20 ရက်နေ့မှာစေးအရှိန်ရောက်ဒကမတူတူကိုဒကမငယ်ငယ်လို့ခေါ်လို့ခေါ်ဒကမငယ်ငယ်စပင်တွေဘာကြောင့်နေနေတာလဲလို့မေးနိုင်ရမှာအယောင်မျိုးစုံမြင်နေတယ်လို့ပြောလို့ပြောအယိုးစုလောက်နီးနီးပိန်ချုံနေတဲ့အမျိုးသမီးတယောက်သူနဲ့လက်ခဲ့ဖို့အတင်းဆွဲခေါ်တာကိုဦးစင်းကမလိုက်ဘူးလို့ဇွတ်အတင်းညင်းပြီးအော်ထုတ်နေတယ်တဲ့တတိယတော့တကားလေးနေဝင်းနဲ့တူတူတို့ရိုက်ထားတဲ့ဦးစင်းပုံတွေကိုပြတယ်သူတို့ပြတဲ့နာကျင်ဒုက္ခပုံတွေကိုမြင်လိုက်တော့ဒီပုံတွေကငါမဟုတ်ဘူးအကြည့်လိုက်မိလို့သာပေါ်လာတဲ့အမြင်အာယုံမှန်သမျှအာယုံသိတဲ့စိတ်မဖြစ်ခင်ချက်ချင်းဖြတ်ချလိုက်တယ်ရအောင်ဖြတ်တယ်ဇက်တိုက်ကိုဖြတ်ပစ်တယ်အာယုံတွေကြောင့်မြင်တာတွေကြားတာတွေကတစ်စစ်စိတ်အနှောက်အယှက်ဖြစ်လာတော့မှကိုသိလိုက်လို့ဖြတ်ပစ်နေတာပဲဘာပဲလုပ်လို့သိဆိုရဲကျင့်နေကြကျင့်စဉ်ကို
ချက်ချင်းအသုံးချလိုက်တာပဲပေါ်လာသမျှအာယုံတွေကိုအာယုံသိတဲ့စိတ်မဖြစ်ခင်ဖြတ်ချတဲ့လေ့ကျင့်ခန်းလှုပ်လိုက်နိုင်တာနဲ့တပြိုင်တည်းမှာစိတ်ဒုက္ခဖြစ်တော့မယ်အကျဉ်းချက်တွေကလွတ်မြောက်သွားတာကိုသတိထားမိတယ်တတိကရတစ်ချက်မရတစ်ချက်ဖြစ်နေတဲ့အချိန်မှာပြစ္ဆုတ်ပန်တဲ့သတိထားတဲ့ကျင့်စဉ်ကိုရအောင်ကျင့်နေလိုက်တယ်သတိထားတဲ့စိတ်ကိုပဲစွမ်းအားကောင်းသည့်တဲ့ကောင်းအောင်စုစည်းပြီးကြားပြတ်ဝင်လာတဲ့အာယုမှန်သမျှဘာပဲပေါ်ပေါ်အဆက်မပြတ်ဖယ်ထုတ်နေတယ်ဘာပဲဖြစ်ဖြစ်တည်နေတဲ့လေ့ကျင့်ခန်းကိုဇက်တိုက်အားထုတ်နေတယ်ပေါ်လာသမျှအာယုတွေအာယုတည်တဲ့စိတ်မဖြစ်ခင်တစ်ခုပြီးတစ်ခုပြက်ပြောင်းနေတဲ့အနိစ္စသဘောကိုအတိကထားပြီးကိုယ်တိုင်လက်တွေ့အားထုတ်တယ်စိတ်ထဲမှာဘယ်လိုစိတ်မျိုးမှလက်ကျန်မရှိအောင်ဖယ်ထုတ်ပြတယ်မဖြစ်သေးတာတွေမတွေးမိအောင်သတိထားနေဖြစ်ခဲ့သမျှမရှိတော့ဘူးနဲ့အဆုံးသတ်နေတဲ့အနိစ္စသဘောကိုထိုးထွင်းသိအောင်လေ့ကျင့်လို့ရသွားတဲ့အချိန်မှာဘာကိုမှတွေ့ညှိစုပ်ကိုင်နေတာမရှိတော့ပဲအနောင်ဖွဲ့အားလုံးတွေကလွတ်မြောက်သွားတာကိုသတိထားမိသွားတယ်ဒီကျင့်စဉ်ဟာပေါ်လာတဲ့အာယုံကတစ်ဆင့်ခံစားမှုနဲ့တဏှာကြားထဲမှာပညာအသိဉာဏ်ကဖြတ်ပစ်လိုက်နိုင်လို့ဒုက္ခတွေကလွတ်မြောက်သွားတာပဲဆိုတာကိုယုံယုံကြည်ကြည်ဖြစ်သွားတယ်ဒါပေမဲ့ဒီကျင့်စဉ်ဟာဖြစ်အောင်ပြုလုပ်နေတဲ့သင်္ခါရသဘောထဲမှာပါနေလို့ခဏပဲခံမယ်ဆိုတာထပ်ဆင့်သဘောပေါက်ပြီးတိမှုအဆက်မပြတ်အောင်တတိထားပြီးဇက်တိုက်လေ့ကျင့်နေလိုက်တယ်ခွဲစိတ်ပြီးတဲ့နောက်3ရက်ပဲခံမယ်ဒီမှာပဲလို့ပြောတဲ့ဆရာဝန်ကြီးရောက်လာပြန်တယ်အခြေအနေလာကြည့်တာလို့ပြောပြီးစစ်ဆေးတယ်ဦးစင်းအသက်ရှူတဲ့ပုံစံကထင်ထားတာတဲ့အများကြီးကိုအစစ်ပြေးနေတယ်တဲ့ဦးစင်းရဲ့ဘယ်ဘက်လက်ချောင်းတွေလှုပ်ခိုင်းတော့နည်းနည်းလှုပ်လို့ရတာကိုကြည့်ပြီးဆရာဝန်ကြီးအံ့ဩပြီးမှတ်ချစ်ချတာကတော့ခွဲစိတ်ပြီးဒီရက်ပိုင်းအတွင်းမှာအခြေအနေဒီလောက်ထိအလင်းမြန်တိုးတက်တာကိုမြင်ရတော့ထင်တော့မထင်ဘူးတဲ့။ဘာကြောင့်လဲတဲ့။ mindfulness meditation ကြောင့်လို့ပြောလိုက်တယ်။ရှိသမျှအရာအလုံးမရှိခြင်းအနိစ္စသဘောနဲ့အဆုံးသတ်နေတယ်။မရှိဘူးဆိုတဲ့အနိစ္စသဘောကသာအမြဲတမ်းရှိနေတယ်။ nothing is permanent အကြောင်းဆွေးနွေးဖြစ်သွားတယ်။ဘာမှမရှိတဲ့အနိစ္စသဘောကိုမြင်အောင်ကြည့်တဲ့လေ့ကျင့်ခန်းကိုကိုယ်တိုင်လက်တွေ့ထိုးထွင်းသိသွားတဲ့အထိလေ့ကျင့်တဲ့အကြောင်းမျိုးကြောင့်ဖြစ်ပေါ်လာတဲ့အရာအလုံးနဲ့အတူအခုလက်ရှိပြစ္ဆုတ်ပန်အချင်းကိုတော့ပိုင်ဆိုင်ခွင့်မရှိတဲ့သဘောကိုယ်တိုင်ထိုးထွင်းသိအောင်လေ့ကျင့်နေတဲ့အကြောင်းခံစားမှုဆိုတဲ့စိတ်မရှိအောင်အာယုံပေါ်လာတဲ့ချက်ချင်းရပ်ပစ်တဲ့လေ့ကျင့်ခန်းကိုလေ့ကျင့်နေတဲ့အကြောင်းဖြစ်သည်မြပြက်နေတဲ့အနိစ္စသဘောကြောင့်ဖြစ်မှုတွေဖြစ်စေတဲ့စိတ်အစကိုဖြတ်တောက်တဲ့လေ့ကျင့်ခန်းကြောင့်စိတ်ထဲမှာဘာခံစားမှုမှဖြစ်ခွင့်မရတော့ပဲငြိမ်းအေးသက်သာနေတဲ့အကြောင်းဖြစ်ခဲ့သည်မြအရာတွေစိတ်ထဲမှာတစ်ခုမှလက်ကျန်မရှိအောင်အကုန်အစင်ပဲထုတ်နေတဲ့လေ့ကျင့်ခန်းအကြောင်းခံစားမှုဆိုတဲ့စိတ်ဟာလေ့ကျင့်အားထုတ်နေတဲ့နေရာမှာအဓိကတရားခံဖြစ်နေလို့စိတ်တွေရဲ့သဘာဝအရာခဏလေးဖြစ်ခွင့်ရပေမဲ့မတားဆီးနိုင်ရင်အန္တရာယ်ကြီးတဲ့တဏှာစိတ်အစဉ်ရောက်သွားနိုင်လို့ချက်ချင်းရပ်ပစ်တဲ့လေ့ကျင့်ခန်းကိုလေ့ကျင့်နေတဲ့အကြောင်းပြောပြလိုက်တယ်။ဦးဇင်းပြောသမျှတွေကိုငယ်ငယ်ကပါတာပြန်ပေးတယ်။ဘာဖြစ်ချင်လို့အဲ့ဒီလိုမျိုးလေ့ကျင့်နေတာလဲတဲ့။ဘာမှမဖြစ်ချင်တော့လို့လေ့ကျင့်နေတာပဲလို့ပြန်ဖြေလိုက်တယ်။ဆရာဝန်ကြီးအုပ်စုမကြားဘူးတဲ့စကားတွေနားထောင်နေရပေမဲ့ဦးဇင်းပြောတဲ့ကျင့်စဉ်သဘောကိုလက်ခံနိုင်တယ်တဲ့။ဒါဟာဗုဒ္ဓဘာသာရဲ့ကျင့်စဉ်ကိုလူမျိုးချင်းဘာသာချင်းမတူတဲ့လူတွေလက်ခံသွားတဲ့သဘောပဲလို့ငယ်ငယ်ရှင်းပြတယ်။ဦးဇင်းပြောတာတွေနားထောင်ပြီးတဲ့နောက်ဆရာဝန်ကြီးအုပ်စုမှတ်ချက်ချတာတော့ဒီတိုင်းဆိုရင်နှလုံးအနေထားအဆုပ်အနေထားပူစရာမရှိတော့တဲ့အခြေအနေမျိုးဖြစ်လာနိုင်တယ်တဲ့ ICU ကနေရွှေ့ဖို့နဲ့
12 ပြီးရောက်ရင် physiotherapy မှာလေ့ကျင့်ခန်းလုပ်ဖို့အစီအစဉ်ဆွဲကြတယ်ပြတ်သွားတဲ့အာယုံရောကိုအသိဉာဏ်ကတစ်ဆင့်အုံနောက်ကိုခိုင်းပြီးစိတ်ဆွမ်းအားနဲ့လှုပ်လို့မရတဲ့ဘယ်ဘက်တစ်ချမ်းကိုလှုပ်ရှားစေတဲ့ဤသုံးပြီးလေ့ကျင့်ရမယ်လို့ပြောတယ်စိတ်ကျင့်စဉ်ကတစ်ဆင့်မမြင်ရတဲ့စိတ်ကိုအသိဉာဏ်နဲ့ပြုပြင်တဲ့သဘောပဲတဲ့ဆရာဝန်ကြီးတွေ rehabilitation center တွေကဆရာသမားတွေလေ့ကျင့်စေတဲ့နည်းနဲ့ခန္ဓာကိုယ်နဲ့စိတ်ကိုလေ့ကျင့်ပြုပြင်ရင်ဘယ်ဘက်ခြေတော့လှုပ်လို့ရလာတယ်နောက်ပိုင်း blood test လုပ်တယ် ECG ရိုက်တယ်ကြီးကြီးကျယ်ကျယ်စိုးရိမ်စရာဘာမှမတွေ့တော့ဘူးတဲ့ဆေးရုံမှာနောက်ထပ်2လလောက်ကြာတော့ဩကာအကူညီနဲ့ခြေထောက်ကရှေ့ကိုလှမ်းလို့ရလာတယ်ကိုယ့်အကူလမ်းလျှောက်လို့ရလာတော့တွိုင်းလက်သွားတာတွေမျက်နှာတိရေချိုးစွန့်ဖုံးအကုန်လုံးဘယ်သူအကူညီမှယူစရာမလိုတော့ဘူးဒါဟာဦးစင်းအသိဉာဏ်နဲ့တတိဉာဏ်ကိုထိုက်ထိုက်တန်တန်အသုံးချပြီးနာခြင်းဒုက္ခတွေကကိုယ်တိုင်ရုံထွက်နိုင်ခဲ့တာပဲဆိုတဲ့အဖြေထွက်တယ်။ဦးခြင်းနဲ့အတူနာခြင်းနမိတ်တွေကြောင့်သဘာဝအရာလှုပ်ရှားနိုင်ခဲ့တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေရက်ဆိုင်သွားတာကိုအုံနောက်ကတစ်ဆင့်အာယုံကြောတွေအာယုံသိတဲ့စိတ်တွေကိုအသိဉာဏ်နဲ့ပြုပြင်လို့ရနိုင်တယ်ဆိုတဲ့အဖြေထွက်လာတာပဲ။ဒါဦးစင်းဘဝရဲ့နှစ်ပေါင်း80တဲ့ရက်ပေါင်း90အတွင်းအိုခြင်းနဲ့အတူနာခြင်းဒုက္ခပြဿနာတွေဖြေရှင်းခဲ့တာကိုအိုခြင်းနဲ့နာခြင်းဒုက္ခခံစားနေရတဲ့သူတွေရောမိသားစုဝင်တွေအနေနဲ့အိုခြင်းနဲ့နာခြင်းဒုက္ခတွေကိုအကူအညီပေးနိုင်အောင်ကျေးဇူးဆက်တဲ့အနေနဲ့ဖြန့်ဝေပေးလိုက်တာပါပဲဆေးရုံတက်နေတဲ့ရက်ပေါင်း90မှာအဓိကအားစိုက်ပြီးလေ့ကျင့်တဲ့ကျင့်စဉ်က3ခုဘာပဲလို့သိအနိစ္စမြင်အောင်ကြည့်ဝေယဓမ္မသင်္ခါရအပ္ပမဒေနတမ္ပါတိထာ